တောင်ငူမြို့မှာဒီ16နှစ်အရွယ်ကိုရန်ကျောင်းသူလေးကိုအုပ်စုဖွဲ့အာရမပြုကျင့်ပြီးတဲ့နောက်တပ်ဖြတ်ခံရတဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီကျူးလွန်ခံရတဲ့ညီမလေးရဲ့ပုံကိုလည်းတချို့ကမြင်ကျင်ကြရတယ်နောက်ကျူးလွန်တဲ့သူတွေရဲ့ပုံတွေကိုလည်းမြင်ကျင်ကြရဆိုပြီးအောက်မှာ comment မှာတော့အများကြီးလာရေးနေတယ်ပေါ့နော်ဆိုတော့ဒီကျူးလွန်ခံရတဲ့ညီမလေးရဲ့ပုံကိုတော့မဖော်ပြပေးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီကျူးလွန်ခံရတဲ့သူရဲ့ဂုဏ်သိက္ခာကိုငဲ့ညာတဲ့အနေနဲ့ပေါ့နော်ဆိုတော့ဒီကျူးလွန်တဲ့သူကတော့3ယောက်လို့သိရပြီးတော့လက်တလုံးမှာ2ယောက်ကိုတော့ဒီရဲစခန်းဖမ်းဆီးပြီးတော့စစ်ဆေးနေတယ်လို့သိရတယ်ဒီ2ယောက်ထဲမှာမှဒီ1ယောက်ရဲ့ဓာတ်ပုံကိုတော့သိလာရတယ်ပေါ့နော်ဆိုတော့ဒီ1ယောက်ရဲ့ပုံကိုညီမဖော်ပြပေးလိုက်ပါတယ်အခုကာလကဒီတရားဥပဒေစိုးမိုးမှုကလည်းတိတ်မရှိတဲ့အတွက်ကြောင့်ပေါ့နော်ဒီအမြဲတမ်းသတင်းတွေမှာဆိုလို့ရှိရင်တွေ့ရတယ်အရွယ်မရောက်သေးတဲ့ကလေးတွေရောအရွယ်ရောက်တဲ့ကလေးတွေရောဒီအာရမပြုကျင့်ခံရတာမျိုးတွေနောက်လိမ်ပိုင်းဆိုင်ရာစော်ကားနှောက်ယှက်တာမျိုးတွေကနေ့စဉ်လိုလိုပေါ့နော်လူမှုအတိုင်းဝိုင်းတွေမှာအမြဲတမ်းကြားနေရတယ်မြင်နေရတယ်အဲ့ဒီအတွက်ကြောင့်ပေါ့နော်မဖြစ်ခင်တည်းကဒီကြိုတင်ကာကွယ်ရမယ်ဆိုတဲ့အတိုင်းပဲပေါ့နော်ကလေးတွေကိုဒီအဆအအေးက view site ဖို့ကိုမျက်စိအောက်မှာပဲထားဖို့တတိပေးခြင်းပါတယ်နောက်ပြီးတော့တားလေးပဲဖြစ်ဖြစ်သမီးလေးပဲဖြစ်ဖြစ်ပေါ့နော်ဒီကာလာကြီးကစိတ်မချရဘူးပေါ့နော်လုံခြုံမှုလည်းမရှိဘူးဆိုတော့အတက်နိုင်ဆုံးဖြစ်နိုင်လို့ရှိရင်ကလေးတွေကိုမျက်စိအောက်မှာပဲထားဖို့တတိပေးခြင်းပါတယ်ရှင်